တဲမှန်းသိပေမဲ့အရန်ကြိုက်လို့စားမိရဲ့ဒူရင်သီးကြောင့်ခန္ဓာကိုယ်ဖောင်းရောင်ကဒုက္ခရောက်သွားတဲ့ထထမို့ဦးပရိသတ်များအလုံးမင်္ဂလာပါရှင် Selling Insider Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မတဲတဲ့ဒူရင်သီးကိုအတင်းစားမိအားကြောင့်ဒုက္ခရောက်သွားသူကတော့တရုတ်ဆောင်မင်းသမီးအကယ်ဒမီထထမို့ဦးပါအခုဆိုရင်တော့ထထမို့ဦးကဒူရင်သီးစားအပြေးမှာမျက်နှာကိုပြတုတ်ထားတယ်လို့ဖြစ်သွားခဲ့ပါတယ်ဒါကြောင့်လူတွေကတော့ထထမို့ဦးကိုတနာနေကြပါတယ်ဒါအပြင်သမီးလေးစလုံးတွေထက်ကလည်းထထမို့ဦးကိုစိတ်ပူနေခဲ့ရပါအားလုံးသိကြတဲ့အတိုင်းအခုချိန်ကဒူရင်သီးပေါ်ချိန်ဖြစ်ပါတယ်ဒူရင်သီးဆိုတာမကြိုက်တဲ့သူတွေအတွက်တော့အီးစော်နန်းနန်းနဲ့အနံပြင်းပြင်းနဲ့ကောင်းမှုစေတဲ့အသီးဆိုပေမဲ့ဒူရင်သီးကြိုက်တဲ့သူတွေအတွက်ကတော့နတ်တုတ်တာအလားမလဲနိုင်တဲ့အသီးမျိုးစားဖြစ်ပါတယ်။အထူးသဖြင့်တော့ဒူရင်သီးချိုချိုမွမွေအီစိမ့်စိမ့်လေးတခိုက်စားလိုက်ရရင်ကိုအာကပါဇက်လူဖြစ်ရကြုံနဲ့တယ်လို့ဆိုကြတာပါ။ဒါကြောင့်လေဒူရင်သီးဟာမြန်မာနိုင်ငံမှာရှားပါပြီးတော့လူကြိုက်အများဆုံးရာသီပေါ်အသီးအနှံတစ်မျိုးဖြစ်လို့နေရဖြစ်ပါတယ်။ဒူရင်သီးတစ်လုံးရဲ့ဈေးကလည်းသိန်းချီကျတင်တာပါဒီလိုမျိုးဒူရင်သီးကိုကြိုက်နေတတ်ကစားကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းတခုတတိထားရမှာကဒူရင်သီးဟာတဆာဖြစ်ပြီးတော့သွေးတိုးတဲ့သူတွေစီးကြိုဖြစ်နေတဲ့လူတွေနဲ့မတည့်ပါဘူးဒါကြောင့်လည်းဒူရင်သီးစားရင်မတည့်တဲ့သူတွေတတိထားရမှာပါဒီလိုမျိုးဒူရင်သီးကိုကိုနဲ့မတည့်ပဲစားမိရကတော့ရုပ်ရှင်နဲ့တရုတ်ဆောင်မင်းသမီးကြီးထထမို့ဖြစ်ပါတယ်ထထမို့ကအခုချိန်မှာစီးကြိုသွေးတိုးကြောက်ကက်အသက်ယောဂစားတဲ့ယောဂမျိုးစုံကိုခံစားနေရတာဖြစ်ပါတယ်ဒါကြောင့်လည်းထထမို့ကမြန်မာနိုင်ငံမှာသာမကထိုင်းနိုင်ငံမှာပါစေကူတာမှုတွေကိုဇက်တိုက်ခံယူနေရတာပါဒီလိုချိန်မှာထထမို့ဟာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကငလင်ဘေးမှာလည်းမတော်တဆမှုနဲ့အတူလက်ကျိုးသွားခဲ့ရပါဒါကြောင့်လည်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာစေကူတာမှုတွေခံယူနေရတာဖြစ်ပါတယ်ဒီမတိုင်ခင်ကလည်းထထမို့ဟာနှလုံးအမောဖောက်လို့ဆေးရုံတက်ခဲ့ရပါသေးတယ်အခုခါမှာတော့ထထမို့ဟာစေကန်းပြနေရင်တန်လန့်နဲ့ကိုနဲ့မတည့်တဲ့ဒူရင်သီးတွေကိုအပီပြင်းစားလိုက်တာဖြစ်ပါတယ်ဒါကလည်းထထမို့ဟာဒူရင်သီးကြိုက်တယ်လို့ဖြစ်ကြောင်းသိရပါတယ်ဒီလိုစားအပြေးမှာတော့ဗီဒီယိုအစမှာပြောခဲ့သလိုပဲထထမို့ရဲ့မျက်နှာကလေထိုးသလိုပြားတုတ်ထားသလိုလို့ဖြစ်သွားခဲ့ရပါဒါအပြင်ခြေတွေလက်တွေကလည်းဖောလာတယ်လို့ဆိုပါတယ်ထထမို့ဟာဒီလိုမျိုးဒူရင်သီးဟာကိုနဲ့မတည့်ပေမဲ့စားလိုက်မိရကြောင်းအခုလိုမျိုးခန္ဓာကိုယ်တစ်ခုလုံးဖောရောင်သွားခဲ့ရပါဒါပေမဲ့လည်းထထမို့ဟာဒူရင်သီးဆိုရင်အရန်ကြိုက်လွန်လို့စားမိရလို့ဆိုပါတယ်ဒါတွေကြောင့်လည်းပရိသတ်တွေကတော့သူတို့ချစ်တဲ့ပရိသတ်ချစ်တော်မင်းသမီးနေမကောင်းဖြစ်မှာစိုးရိမ်စိတ်ရှိကြပါတယ်အထူးသဖြင့်တော့ထထမို့ရဲ့သမီးလေးစစ်လုံးတွေထက်ကမိခင်ကြီးကျမ်းမာရေးကိုစိတ်ပူနေရဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းထထမို့ဟာမိသားစုနဲ့မနေရပဲတယောက်တည်းအထီးကျန်နေရတာပါအထူးသဖြင့်တော့ထထမို့ဟာသမီးလေးကိုလည်းခင်မိုဟောင်းမိသားစုနဲ့ပဲထားရတာဖြစ်ပါတယ်ဒီလိုမျိုးပြုစုမဲ့သူမရှိတဲ့အခြေအနေမှာထထမို့အနေနဲ့နေမကောင်းဖြစ်မှာကိုစိတ်ပူကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းထထမို့ကတော့ဒူရင်သီးကိုအရန်ကြိုက်လို့ခန္ဓာကိုယ်ဖောရောင်ခံပြီးတော့ကိုစားခဲ့ရကိုနောင်တမရတဲ့ပုံစံမျိုးဖြစ်နေခဲ့ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောထထမို့လိုမျိုးဒူရင်သီးကိုကြိုက်ကြလားဆိုတာပြောခဲ့ပါဦးရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်